လန်ရဲ့နောက်ပိုင်းမှာဂျင်းတယောက်ဘလောက်တောင်ကြန့်ခိုင်နေမိန်းကလေးတယောက်ဖြစ်လာတယ်ဆိုတာကိုတေချာနားလဲဖို့ဆိုရင်သူ့ရဲ့ကလေးဘဝကအလွန်ကိုစိတ်တန်ရာရစရာကောင်းတဲ့အဖြစ်အပျက်တွေကိုအရင်ဆုံးပြန်ကြည့်ရမှာပါဇလန်စတဲ့ချိန်မှာသူမအင်မတန်အဖိနှိခံရတဲ့ဘဝနဲ့နေထိုင်နေရတော့တွေ့ရမှာပါဒါဆိုရင်စဉ်းစားကြည့်စရာရှိလာပါပြီဖိနှိခံထားရတဲ့အသက်ဆက်နဲ့အရွယ်မိဘမကလေးငယ်လေးရဲ့ရင်ထဲကပုံကံမှုကိုဘယ်အရာကများရုတ်တရက်မီးမွေးပေးခဲ့တယ်လဲပေါ့အကြောင်းပြချက်မရှိပဲဘသူမှရုတ်တရက်ကြီးမပုံကန်တတ်ကြဘူးလေဟုတ်တယ်မလားအပိုင်း1 case head မှာအပိန်ခံဇလန်ဆာဆာချင်းမှာပဲမိုင်းညွန့်နေတဲ့နိုဝင်ဘာလမွန်းလွဲပိုင်းတစ်ခုရဲ့ case head စာအင်ကြီးမှာရှိတဲ့အလွန်ဆိုးရွားတဲ့ဖိနှိပ်မှုအခြေအနေတွေကိုစတင်မြင်တွေ့ရပါမယ်အဲ့ဒီအချိန်မှာအခြေအနေကိုကြည့်လိုက်ရင်မိခင်နဲ့မေတ္တာကိုအပြည့်အဝခံယူနေကြတဲ့ Rit မိသားစုဝင်ကလေးတွေနဲ့တစ်ဖက်မှာဖက်ချင်ခံထားရပြီးပုံဝင်နေရတဲ့ဂျင်းတို့ကြကရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကွာဟာချက်ကိုရှင်းရှင်းလင်းလင်းကြည့်မြင်တွေ့ရမှာပါမိသားစုရဲ့ချစ်ချင်းမေတ္တာဆိုတာသူမတို့အတော်လေးကိုအလံဝေးလို့နေကြတာပေါ့ဂျင်းကိုတိုင်ကကျမဟာနှစ်ထပ်ကွမ်းအထီးကျန်မှုထဲမှာပုံကွက်နေခဲ့ရတယ်လို့ဖွင့်ဟထားပါတယ်ဒီလိုနဲ့သူမဟာ Bewick's History of British Birds ဆိုတဲ့စာအုပ်ထဲမှာပဲနှစ်သိမ်းမှုရှာဖွေခဲ့ရပါတယ်သူမရဲ့နဲ့ shine တဲ့အထီးကျန်မှုနဲ့တောတူနေတဲ့အထီးကျန်ကြောက်ဆောင်ဒီလူလူကင်းမဲ့တဲ့ကန်းရိုးတိုင်းကြီးကြောင်ပုံပင်နေထဲမှာပဲထူးဆန်းတဲ့တစ်တာယာမှုကိုရှာတွေ့ခဲ့တာပါအပိုင်းနှစ်တရားမျှတမှုမရှိတော့ပြီတဲ့ဒါပေမဲ့ဒီလိုကြိုးပက်လွယ်တဲ့အငိမ့်ဆဲမှုလေးဟာအသက်14နှစ်အရွယ် John Reed ရောက်လာတဲ့အခါမှာတော့ရုတ်တရက်ဖြစ်စည်းခံလိုက်ရပါတော့တယ်အခြေအနေတွေကတော်တော်လေးကိုမြန်ဆန်ပြီးအကြမ်းဖက်မှုဘက်ကိုကူးပြောင်းသွားပါတယ်ဂျွန်ကဂျင်းကိုအရင်ရိုက်ငတ်ခဲ့တာပါဒါပေမဲ့တကယ်တမ်းမတရားသဖြင့်အပြစ်တင်ခံရပြီးဒေါသကြီးသူအဖြစ်တတ်မှတ်ကဆွဲခေါ်သွားခံရတာကတော့ဂျင်းဖြစ်နေပါတယ်တကယ်ကိုတရားမျှတမှုမရှိတဲ့အဖြစ်တစ်ခုပါပဲMrs. Rick ကသူမကိုအနီရောင်အခန်းထဲခေါ်သွားပြီးတောက်ခတ်ထားလိုက်ဆိုပြီးပြင်းပြင်းထန်ထန်အမိန့်ပေးလိုက်ပါတယ်။ဒီအမိန့်ကြောင့်ဂျင်းဟာလွတ်လပ်မရှိတဲ့အလွန်တရာကြောင်မဲ့ဖွယ်ကောင်းတဲ့နေရာတစ်ခုမှာအကျဉ်းကျသွားခဲ့ပြီးသူမရဲ့ဆရာလက္ခဏာကြီးမားစွာပြောင်းလဲသွားမဲ့အခြေအနေတစ်ခုကိုဖန်တီးပေးလိုက်ပါတော့တယ်။အပိုင်း3အနီရောင်အခန်းတွင်းမှာထိတ်လန့်တုန်လှုပ်မှုနာမည်ဆိုးနဲ့ကြော်ကြားတဲ့ဒီအနီရောင်အခန်းထဲကထိတ်လန့်စရာကောင်းတဲ့အကျဉ်းခံရမှုအကြောင်းကိုဆက်ကြည့်လိုက်ရအောင်စာသားတွေချင်းမှာတော့နရှိုင်းရဲ့အနီရောင်ဒီဖြူဖြော့ဖြော့အယောင်တွေနဲ့လုံးဝတိတ်ဆိတ်နေတဲ့အခန်းရဲ့အခြေအနေကိုအာယုံခံဆိုင်နိုင်လောက်အောင်ပုံဖော်ထားပါတယ်။အဆိုးဆုံးကတော့ Mr. Rick ဟာဒီအခန်းထဲမှာပဲကွယ်လွန်ခဲ့တဲ့ဆိုတဲ့အသည့်ပါပဲ။ကလေးတယောက်အနေနဲ့ဘလောက်တော့ကြောက်စရာကောင်းနေမလဲဆိုတာတွေးကြည့်လို့ရနိုင်ပါတယ်။အဲ့ဒီအခန်းထဲမှာတရေတစေကိုမြင်အောင်ပြီးအကူကြီးတောင်းမှုအော်ဟစ်လိုက်တဲ့အခါမှာတော့ဂျင်းရဲ့ကြောက်ရွံ့မှုကအထူးအထည်ကိုရောက်သွားပါတယ်။ဒါပေမဲ့ဆန္ဒမှုကင်းမဲ့တဲ့ Mrs. Rick ကသူမကိုအခန်းထဲပြန်တွန်းပို့ပြီးအပြည့်အဝနားခံမှုအမိတ်ပေးခဲ့ပြန်ပါတယ်။ဒီအဖြစ်ဖြစ်ကသူမအတွက်တော့တကယ့်အိမ်မဆိုးတစ်ခုပါပဲ။အပိုင်းလေးစိတ်ပိုင်းဆိုင်ရာအချိုးအကွေ့တစ်ခုဒီမောင်မိုက်ပြီးခြောက်ခြားစရာကောင်းတဲ့အခန်းဟာကလေးမလေးရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက်အကြီးမားဆုံးသောစံတက်မှုကြီးတစ်ခုဖြစ်လာခဲ့ပါသည်။ဒီတော့အဓိကကျတဲ့အချက်ကဒီနေရာလေးကဘာကြောင့်ဒီလောက်တော့အရေးပါရတယ်လဲဆိုတာကိုနားလည်ဖို့ပါပဲ။ထိုနေရာနေကြားမှာဖြစ်ပွားခဲ့တဲ့စိတ်ပိုင်းဆိုင်ရာတိုက်ပွဲကိုခေတ္တရပ်ပြီးအထုံးသက်ချဖို့လိုအပ်ပါတယ်။အမောင်တို့ထဲမှာဂျင်းဟာသူမရဲ့လုံးဝအထီးကျန်ဆန်မှုကိုရှင်းရှင်းလင်းလင်းသဘောပေါက်သွားပါတယ်။ကျမရဲ့ဦးနောက်ထဲမှာပြောင်းဆန်နေပြီးကျမရဲ့နှလုံးသားတစ်ခုလုံးကလည်းပုံကန်နေခဲ့တယ်လို့သိလိုက်ရတဲ့အချိန်မှာရင်မီသားစုနဲ့သူမကြားမှာပါတူနေမှုမှမရှိဘူးဆိုတာကိုလုံးဝနားလည်သွားတာပါ။သူမဟာသူတို့အတွက်ဒီဇိန်းတရံစာတက်တက်ထိနေခဲ့တာကိုတကယ်စိတ်ဝင်စားစရာကောင်းတဲ့ကတော့အနီရောင်ခန်းကသူမရဲ့ကြောက်ရွံ့မှုကိုဘလို့ဖေရှားပစ်လိုက်ပြီးအဲ့ဒီနေရာမှာမတရားဘူးဆိုတဲ့ခံစားချက်တွေနဲ့လွတ်မြောက်ခြင်းနဲ့ပြင်းပြတဲ့စန္ဒတွေဘလို့အစားထိုးဝင်ရောက်လာတယ်လဲဆိုတာပါပဲညင်ခံနေတဲ့ကလေးဘဝနဲ့ရုန်းကန်ခြင်းတဲ့စိတ်တွေမွေးဖွားလာခဲ့ပါပြီအဖိုင်းကဂျင်းသူမရဲ့ရင်တွင်စပါးမျိုးကိုဖွင့်ဟာခြင်းအနီရောင်အခင်းရေးစီတန်ရရပြီးတဲ့နောက်ရက်လက်ကချက်ချင်းစုသူလိုပေါ်ထွက်လာပါတယ်သူမကိုဖိနှိပ်သူရဲ့ပေါ်ဆက်ဆံတဲ့ပုံစံမှာကြီးမားတဲ့အပြောင်းလဲတစ်ခုဖြစ်ပေါ်လာပါတယ်လွတ်မြောက်ခြင်းနဲ့ဆန္ဒကြောင့်ပဲဂျင်းဟာကြောင်းသွားရမယ်ဆိုတဲ့ကြောက်စရာကောင်းတဲ့အလားအလာကိုလက်ခံလိုက်ပါတယ်။ဒါဟာရေးပါတဲ့ဖြစ်ဖြစ်တွေကိုအစပြုပေးလိုက်တာပါပဲ။မတိကျွမ်းတဲ့ပတ်ဝန်းကျင်တစ်ကိုသွားရမှာဖြစ်ပေမဲ့ဒီအိမ်ကနေလွတ်မြောက်ဖို့ကသူမအတွက်ပိုရေးကြီးနေခဲ့တာပါ။အခက်ခဲဆုံးစံတမှုကြီးကိုဖျက်ချော်နိုင်ခဲ့တဲ့အတွက်ခွန်အားရအပြည့်ဝရလာပြီးဂျင်းဟာ Mrs. Rick ကိုပွင့်လင်းပြီးရင်းရင်းတဲ့စကားလုံးတွေနဲ့တံပြန်တိုက်ခိုက်ပါတော့တယ်။လက်စားတတ်တာသူမအပြစ်မဟုတ်ကြောင်းနဲ့ Mrs. Ri ရဲ့လူရဲ့မှန်တဲ့ချုပ်ကိုဖော်ထုတ်မဲ့အကြောင်းရဲရဲဝံ့ဝံ့ချင်ညာလိုက်ခြင်းဟာမိသားစုရဲ့အစိတ်သိနေအပတ်ဝန်းကျင်ကနေလွတ်မြောက်ပြီးဆိုတဲ့အထေပဲပါပဲအပိုင်း6 80ရမြင့်လမ်းတဲ့ဒီလိုရန်ဆိုင်လိုက်ခြင်းကသူမရဲ့လွတ်မြောက်မှုကိုပြသနေပါတယ်
အတန်တိတ်နေခဲ့ရတဲ့သားကောင်လေးဟာအမှန်တရားအတွက်တိုက်ပွဲဝင်ရတဲ့ကြန့်ခိုင်တဲ့သူတစ်ယောက်အဖြစ်အပိတိုင်ပြောင်းလဲသွားပါပြီ အသက်10နှစ်အရွယ်မှာတင်ဂျင်းဟာအရွယ်ရောက်တဲ့အထိတိတ်ဆောင်သွားမိမလျှော့သောဇွဲလုံလက်ကိုပုံဖော်ပေးမိစိတ်ပိုင်းဆိုင်ရာနာကျင်မှုကိုခံစားခဲ့ရပါတယ်။ကလေးတစ်ယောက်အတွက်ဒီလောက်ကြီးမားတဲ့ဝင်ထုတ်ဝင်ပိုးကိုထမ်းထားရတာဟာအင်မတန်ကိုအံ့ဩစရာပါပဲ။ အနီရောင်အခဲရဲ့ကြောင်မတ်ဖွယ်ရာတွေကြားမှာစိုက်ပျိုးခဲ့တဲ့မျိုးစေ့လေးဟာနောက်ဆုံးမှာတော့ကိုယ်ပိုင်ကံကြမ္မာနဲ့ပိုင်ဆိုင်မှုတွေကိုဖန်တီးနိုင်မဲ့ရဲရင်ပြီးလွတ်လပ်တဲ့အမျိုးသမီးတစ်ယောက်အဖြစ်ရှင်တန်ကြီးထွားလာခဲ့ပါတယ်။ဒါဟာမတရားမှုတွေကိုရင်ဆိုင်ကြော်ဖြတ်နိုင်ခဲ့တဲ့သူမရဲ့အောင်ပွဲတစ်ခုပါပဲ။ ဒါဘဝရဲ့အမောင်ပိုင်းဆုံးတဲ့အထီးကျန်ဆုံးအခြေတွေကအကြီးမားဆုံးသောခွန်အားတွေကိုမရွေရွဲဘလို့များပုံဖော်ပေးနိုင်တယ်လဲဆိုတာကိုတွေးတောစရာဖြစ်စေပါတယ်။တခါတရံမှာဖြတ်စည်းပြနိုင်လောက်တဲ့အခြေအနေတွေကပဲအတမဆုံးလို့တဲ့အဖြစ်ပြန်လဲမွေးဖွားဖြစ်တတ်ကြပါတယ်။ဒီလေလာမှုလေးကနေတဆင့်အသွေးတစ်ခုခုရရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။စိတ်ဝင်စားလိုက်ပါလေလာပေးတဲ့ကြွကျေးဇူးတင်ပါတယ်။